သားလေးရဲ့မွေးနေ့ကိုဂုဏ်ပြုဖို့ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်လာတဲ့ခင်ပွန်းဟာအိမ်ထဲဝင်လိုက်တဲ့အချိန်မှာတော့မွေးနေ့ကိတ်အစားသားလေးရဲ့အောက်မေ့ဖွယ်ဓာတ်ပုံကိုမြင်လိုက်ရပါတယ်။သူအံ့အားသင့်ပြီးသားလေးဘယ်မှာလဲလို့မေးခဲ့တယ်။ကျမကမျက်ရည်မရှိတဲ့အတန်နဲ့ရှင်ကြောင့်သူမရှိတော့တာလို့ပြန်ဖြေလိုက်တယ်။တကယ်တော့ရက်အနည်းငယ်အကြာကသားလေးရဲ့ပြင်းထန်တဲ့နှလုံးရောဂါအတွက်နောက်ဆုံးမှာတင့်တော်တဲ့ဒေါ်နယ်ဟော့တစ်ခုရရှိခဲ့ပါတယ်။ဒါပေမဲ့ခွဲစိတ်ခံဝင်ခါနီးမှာပဲခင်ပွန်းရဲ့ပထမအချစ်ဟောင်းကသူမရဲ့ကလေးနဲ့အတူဆေးရုံကိုရောက်လာခဲ့တယ်။တိုက်ဆိုင်စွာပဲအဲ့ဒီကလေးလည်းအရေးပေါ်နှလုံးခွဲစိတ်ဖို့လိုအပ်နေခဲ့တာပါ။ငါတို့သားကနည်းနည်းတော့ခံနိုင်အောင်ပါပါလို့ယုံကြည်ခဲ့တဲ့ခင်ပွန်းဟာတစ်စက္ကန့်တောင်မတွန့်ဆုတ်ပဲသားလေးအတွက်ရထားတဲ့ဒေါ်နယ်ဟော့ကိုအချစ်ဟောင်းရဲ့ကလေးစီလွှဲပေးလိုက်တယ်။ဒါပေမဲ့အဲ့ဒီနောက်ကြခင်မှာပဲသားလေးရဲ့အခြေအနေရုတ်တရက်ဆိုးရွားလာခဲ့တယ်။ဆရာဝန်ကအခုတော့တင့်တော်တဲ့ဒုံတော့မရှိတော့ပါဘူးလို့ပြောခဲ့တယ်။အကြောင်းရင်းကိုကျမတောင်းဆိုမေးမြန်းတဲ့အခါခင်ပွန်းကလျှို့ဝှက်စွာသားလေးရဲ့ခွဲစိတ်မှုကိုနောက်ဆုတ်ဖို့ consent form လက်မှတ်ထိုးထားတာသိလိုက်ရတယ်။ကျမဆေးရုံတစ်လျှောက်အယူလိုပြေးရှာခဲ့ပြီးနောက်ဆုံးမှာတော့သူဟာ operating room ထဲမှာအချစ်ဟောင်းရဲ့ကလေးကိုကိုယ်တိုင်ခွဲစိတ်ပေးနေတာကိုတွေ့လိုက်ရတယ်။ကျမတကားကိုအားကုန်ထုပြီးအော်ဟစ်ခဲ့ပေမဲ့ security နှစ်ယောက်ကကျမကိုဆွဲထုတ်သွားခဲ့တယ်။နောက်ဆုံးမှာတော့ကျမသားလေးရဲ့နောက်ဆုံးခွင့်ရေးပျောက်ဆုံးသွားတာကိုမျက်စိရှိမှပဲမကူညီနိုင်ပဲကြည့်နေရခဲ့တယ်။အသက်ကင်းမဲ့တဲ့ hospital notice ကိုကင်ထားရင်းဝရအပြင်မှာမေးမေးလျော့လျော့လမ်းလျှောက်နေတော့ခင်ပွန်းကသူ့အချစ်ဟောင်းနဲ့ကလေးဘေးမှာဂယုတစိုက်စောင့်ရှောက်ပေးနေတာကိုတွေ့လိုက်ရတယ်။ကျမမျက်ရည်တွေနဲ့အခန်းထဲဝင်ပြီးသားလေးကိုနောက်ဆုံးတစ်ခေါက်လောက်သွားတွေ့ပေးပါလို့တောင်းပန်ခဲ့တယ်။ဒါပေမဲ့သူကအေးဆက်စွာပဲဒီမှာသူတို့ကျွန်တော်ကိုလိုနေသေးတယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲအဲ့ရဘောကကလေးကရုတ်တရက်ချောင်းဆိုးလိုက်တော့ခင်ပွန်းရဲ့မျက်နှာချက်ချင်းပြောင်းသွားပြီးကလေးစီအလျင်အမြန်ပြေးသွားခဲ့တယ်။အဲ့ဒီမြင်ကွင်းကြောင့်ကျမရဲ့နှလုံးသားလုံးဝကျိုးပဲ့သွားခဲ့တယ်။နောက်ပိုင်းသားလေးကိုနောက်ဆုံးနှုတ်ဆက်ဖို့ပြင်ဆင်နေတဲ့နေ့မှာတော့ကျမခင်ပွန်းကိုဖုန်းဆက်ခဲ့သေးတယ်။ဒါပေမဲ့သူကအလုပ်များနေတယ်လို့ပြောပြီးဖုန်းချသွားခဲ့တယ်။သားလေးကိုဖြည်းဖြည်းချင်းခေါ်ဆောင်သွားတာကိုကြည့်ရင်ကျမမျက်ရည်တွေနဲ့ပြိုလဲသွားခဲ့တယ်။အဲ့ဒီနေ့သားလေးရဲ့ဓာတ်ပုံကိုဖတ်ထားရင်းတယောက်တည်းအိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာတော့ခင်ပွန်းရဲ့အချစ်ဟောင်းနဲ့သူမကလေးကကျမအိမ်dining tableမှာထိုင်ပြီးစားတောက်နေကြတာကိုမြင်လိုက်ရတယ်။ကျမစိတ်မထိန်နိုင်တော့ပဲအခုချက်ချင်းထွက်သွားကြလို့အော်ခဲ့တယ်။ဒါပေမဲ့မမျှော်လင့်ထားတာကအဲ့ဒီကလေးကရုတ်တရက်ကျမစီပြေးလာပြီးတွန်းချလိုက်တာပဲ။ခင်ပွန်းကမြင်တာနဲ့ကျမကိုပါထပ်တွန်းလိုက်တယ်။ကျမလမ်းဖြတ်ပြီးနောက်ပြန်လဲကျသွားချိန်မှာသားလေးရဲ့အမှတ်တရပစ္စည်းတွေထည့်ထားတဲ့ဘာခါကမြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်။ဒါပေမဲ့ခင်ပွန်းကတစ်ချက်တောင်မကြည့်ခဲ့ဘူး။သူကအချစ်ဟောင်းရဲ့ကလေးကိုပဲကောက်ချီပြီးသားလေးရဲ့အမှတ်တရပစ္စည်းတွေကိုကြော်လွှားကထွက်သွားခဲ့တယ်။အဲ့ဒီအခိုက်အတန့်မှာတော့ကျမရဲ့နှလုံးသားလုံးဝကွဲသွားခဲ့တယ်